လူဘဝဆိုတာခီးတစ်ခုပဲဖြစ်ပါတယ်ခန္ဓာလေးကိုစီးနေချိန်မှာရိတ်ခါမပြည့်ခင်ခီးမဆုံးနိုင်ပါဘူးဒါကြောင့်ဘဝခီးတွေဘာတွေကိုကြိုတင်ပြင်ဆင်ထားတင်တယ် ဓမ္မသဘင်တရားပွဲ၌ခေါ်ကြားအပ်သောခန္ဓာလှေတွင်ရိတ်ခါတင်လို့အမည်ပေးထားတဲ့တရားတော်အဲ့ဒီခန္ဓာလှေတွင်ရိတ်ခါတင်လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဟောကြားမည်ဖြစ်လေသောကြောင့်တရားဟောကြားသည်မည်တရားမနာကြားသည်မည်မှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးသခင်တပ္ပေညုဘုရားရှင်ကိုရောမြတ်ကြီးကိုရိုသေသောလက်ဟုချီးမောရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဟုချီးပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်လေးကိုအာယုံပြုနေပါဘုရင်ကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားချီးကျူးကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ရအောင်ဥရိတိဒါနိလောကိညုစန္တိမာဓမ္မတိရကုပဝတေတိမေသန္တုဓမ္မရံတိဓာတုစုဒါနိဒါနိဘုရားတိဟုသောယရဏစံယုံညောင်းနရပံငုံတို့ဖြာဖြာစံဆုံးတည်၍စွမ်းကုန်ပွင့်ရမည်ယခုခါကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်တွေလာယောင်တို့ထက်ကရေကရာမကအောင်ဝင်းကြည်ပ၍အလင်းသိတလာဖြာဖြာပွားနိုင်သဖြင့်ကဗန္တလွားမှယရဏတရားဒီဟုသောအယောင်ဝါလည်းရှိတော်မူပါပေထသောလောကီညုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရရအခက်မဲ့ထင်းမြဲရှင်ဗဒမြလက်တင်ထားတဲ့ကဲ့သို့ပိုင်ကြဝေဗံတဗ္ဗညုတရွှေဉာဏ်တော်ဖြင့်ဧကံတိမြင်တော်မူပါပေထသောတန်ဒီမာတကဘာလုံးမှာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတ်တော်ရာလိုခဏမပေါ်လာလည်းရင်တမြောကမန္တေလင်းရသည့်သံဝေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပေခွာရှောင်းအမောင်းကိုပြန်ခွင်း၍အလင်းဓာတကြီးကြီးနှင့်ဘိုလ်ဝရီတောင်ထိပ်စီမှာမြရောင်ကြီးတဖိတ်ဖိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီတန်ဒီမှာလေးကျုံကိုလဲရ၍လေးရကိုမြန်တော်မူဒီတကူမြတ်နန်းနှင့်လာစံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖရာတော်တွင်းဘူးအစဉ်ဘူးအပြင်ဘူးကအပူကတ်ကြသဖြင့်အပုဒ္ဒရှိသူတွေကိုဘုဒ္ဓတွေချုပ်ငိမ့်အောင်ယုတ်သိမ့်အေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအနိဒဆွ၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသန္တုရှေးဘဝဇယာဤတို့ကြောင့်အေးမြတ်ကိုသာကြိုက်၍နေကြကုန်သောထိုတို့မြတ်စွာတတ္တဝါနန္ဒမန္တမြတ်တို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်၆ဆုံးဤဘုံတော်ကြောင့်ခံတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတို့ဖြင့်ဘာဝတေတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်း၍ထွန်းလင်းတော်မူလဲပါကဘာမောင်မတိမြတ်ရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျက်တရေမဆုံးနိုင်သည့်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖရာဆိုလိုက်ပါဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေသို့လင်းပါစေတို့ကြောင့်တိုင်းမှာသာသနာ
ရောက်ဝါနေသို့လင်းပါစေတို့သာသနာတို့တဲ့ရာတို့မှာတာဝန်ရှိပါစေသာသနာအတွေ့တို့ဆောင်ရွယ်ချမ်းမြေ့ညီညာရှိပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရာဆန္ဒပြည့်ပါစေမရှိဆိုညာသို့စကားမကြားရသည်ဖြစ်ပါစေအလူရေဆက်နေ့တိုင်းဆက်လက်နဲ့မကွာရှိပါစေနှလုံးစိတ်ဝမ်းကျွင်္ဂလံမနှွမ်းထာဝရရှိပါစေအလောက်ကိုစီဘေးမသိပြန်စီထမြောက်ကြပါစေသဗ္ဗေတိယောဝုသံတုတောကောရောဂောဝိနာတတုမန္တေဘွန္တွန္တရာယဒုက္ခိတိကယုဂောဘဝသဗ္ဗေတိယောလုံးစုံသောဘေးဥပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝိဝေသံတုရှောင်လွယ်ပြောင်းပြကြပါသေးကုန်သောကောသသောကတရားတိ၎င်းယောဂောသကအနာယောဂတိ၎င်းဝိနာတတုပျောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မဟာဝတ္ထုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတောကိုယ်စိတ်နှဖျားချမ်းမှချမ်းသာဝန္တာကြကုန်သည်ဖြစ်၍ဒီကယုဂတရားတန်းကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာတိတမေတ္တာပတ္ထနာများပြုပြီးတော့ဒီနေ့ဆုံးအနုမောဒနာဓမ္မသဘင်တရားဝဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွဲ့ပါတယ်ခန္ဓာလှေတွင်ရိတ်ခါတင်တဲ့ဗတ္တရားတဲ့လေဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဟတ္ထိပါဠဇတ်တော်မှာဟတ္ထိပါဠသတို့သားဖြစ်စဉ်ကခမဲတော်မင်းကြီးကိုဟောတဲ့တရားလေးပါဘုရားလောင်းတော်ကြီးပါရမီဖြစ်စဉ်ကာလဟတ္ထိပါဠသတို့သားဖြစ်စဉ်ကယထာပိနာဝိကောနာဝံတိရဏေတိပရာပရံဧဝံဇရာသဗျာတိသမေဇံနေတိဘဝဘဝံဒါတခမဲတော်ဘုရားယထာပိဥပမာပုံဆောင်ပြီးတော့သာတော်ထင်မြင်အောင်ပြောရမယ်ဆိုရင်နာဝီကောကထုလင်းကိုပို့တဲ့ကထုပို့သမားသည်နာဝံခရီးသည်တင်ထားတဲ့ကထုလေကြီးကိုအပရတိမဘေကမ္မအပရံဟောဘကံစီတို့နေတိယထာလောကဆောင်ယူပြီးတက္ကလာပို့နေတဲ့ကဲ့သို့ဧဝံတတပမထာယုထိုအတူသာလျင်မေဇံယုတ်ခန္ဓာကိုဆိုတဲ့ကတို့လေကြီးကိုမေဇာနံခန္ဓာလေးစည်းသမားတွေစီးထားတဲ့ကတို့လေကြီးကိုဇရာဇာအိုခြင်းပေါင်းစုံဆိုတဲ့ဇရာကတို့ဖို့သမားသည်၎င်းဗျာတိစာနာခြင်းပေါင်းစုံဆိုတဲ့ဗျာတိကတို့ဖို့သမားသည်၎င်းဘဝဣဘေကမ္မဘဝဟောဘေကံစီတို့ဘဝဒီဘေကံဆိုတဲ့ဇရာကံမှာဘဝဟောဘေကံဆိုတဲ့မရဏကံစီတို့နေတိနေမဆိုင်ညမဆိုင်တဟိုင်းဟန်ဖြင့်မဆိုင်မသွေအမြဲပို့ဆောင်ခြင်းကိုခံ၍နေကြရပါပြီတကားဘုရားလောင်းတော်ကြီးပါရမီဖြစ်စဉ်ကာလဟတ္ထိပါဠလူလင်တဲ့ဘာလူလင်နဲ့လေ
စင်ထိန်နေစီမှာသွားပြီးတော့တွတ်ထားတဲ့ကလေးမို့လို့ဟတ္ထိပါဠအဲ့ဒီဟတ္ထိပါဠလူလင်ဟတ္ထိပါဠဇတ်တော်မှာခမဲတော်ဧတုကာရီမင်းကြီးနဲ့ပရောဟိတ်ပုံတော်ကြီးတို့ရောက်လာတာကို16နှစ်သားအရွယ်ဘုရားလောင်းတော်ဟတ္ထိပါဠကထွက်ပြီးတော့ဒီတရားပြောတာအဲ့ဒါဒီတရားရဲ့အနှစ်ချုပ်ကဘာလဲဆိုတော့ယုံနံခန္ဓာရထားတဲ့လောကရှိသမျှဘယ်ပုဂ္ဂိုလ်မဆိုယုံနဲ့နံဘာနဲ့လဲယုံနဲ့နံရထားတဲ့တတ္တဝါဘယ်ပုဂ္ဂိုလ်မဆိုတိရစ္ဆာန်တွေလူတွေနတ်တွေမြမာတွေယုံနဲ့နှစ်ပါးတဏှိပြောခန္ဓာ၅ပါးရထားတဲ့ဘယ်ပုဂ္ဂိုလ်မဆိုတဲ့အဲ့ဒီခန္ဓာကိုယ်ကြီးဟာလှေကြီးနဲ့တူတယ်ဘာနဲ့တူတယ်တဲ့အဲ့ဒီခန္ဓာကိုယ်ကြီးကိုဘုရားလောင်းတော်ကြီးဟတ္ထိပါဠလူလင်ကခမဲတော်ဧတုကာရီမင်းကြီးကိုပြောနေတာခမဲတော်ဘုရားတဲ့ဒီခန္ဓာကိုယ်ကြီးကလှေကြီးနဲ့တူတယ်ဘုရားလှေဆိုတော့ဗာလဲကုံတင်နဲ့လှေရှိတယ်ကရုပိုးတဲ့လှေရှိတယ်တစ်တွေဝါတွေတင်ပြီးတော့သွားတဲ့လှေရှိတယ်အိုးတွေတင်ပြီးတော့သွားတဲ့လှေရှိတယ်အေယာဝတီမြေကမ်းပေသွားပြီးတော့ထိုင်ကြည်သားမှာသွားနေတာလှေတွေကအစုံအစံအေယာဝတီမြေကျောင်းမှာတချို့လူလေးတယောက်ပဲပါတယ်ကိုမျက်စိတွေအပြည့်တချို့မိသွေးလှေကြီးတွေရှိတယ်ဒါပေမဲ့လို့ဒီဟတ္ထိပါဠဇတ်တော်မှာဘုရားလောင်းတော်ဟတ္ထိပါဠလူလင်ပြောကျင်နေတာကကရို့လေတဲ့ကရို့လေဆိုတဲ့ကလူပို့တာဘာပို့တာလဲကရို့လေလူပို့တယ်ဆိုတာဒီဘက်ကန်းကနေဟိုဘက်ကန်းကိုသွားပို့ဟိုဘက်ကန်းကလူတွေဒီဘက်ကန်းတင်လာခဲ့ဒီဘက်ကန်းပြန်ပို့ဒီဘက်ကန်းကလူတွေတင်လာခဲ့ဟိုဘက်ကန်းပြန်ပို့ခကြီးဝေးသွားတာမဟုတ်ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းနဲ့သွားနေတယ်အဲ့ဒါကရို့လေလူတွေတင်ပြီးတော့ပို့နေတယ်ကရို့လေကြီးအဲ့ဒီကရိုးလေပို့တယ်ဆိုတာဘိသားရဲ့လေပို့သမားရဲ့လေရဲ့သိတဲ့လူရဲ့ဒါရှိမှပို့လို့ရတာမဟုတ်လားလေကြီးပဲရှိပြီးတော့သိတဲ့လူမရှိဘဲနဲ့ဟောပို့လို့ရလူတွေရှိပြီးတော့လေမရှိပြန်တော့ဟောပို့လို့ရလူလည်းရှိတယ်လေလည်းရှိတယ်လှော်မဲ့လူပို့မဲ့လူမရှိရင်ဒီကရိုးလေကြီးထွက်လို့ရတာအဲ့ဒီတိုင်းပဲပိဋကတည်းဘုရားရှင်ကိုရောမြတ်ကဘုရားပြန်ဖြစ်တော့ဘုရားဖြစ်တဲ့အခါကျတော့ငါဟတ္ထိပါဠအလောင်းတော်ဘဝဖြစ်ရှင်ကခမဲတော်ဧတုကာရီမင်းကြီးကိုငါဟောခဲ့ဘူးတဲ့ဒီဇတ်တော်ကြီးဟတ္ထိပါဠဇတ်တော်ကြီးအဲ့တော့မင်းတို့နားထောင်ဆိုပြီးတော့တန်ဃာတော်တွေကိုပြန်ဟောတာစိသားတို့တဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုလှေလို့မှတ်လိုက်ပါခန္ဓာကိုယ်ကြီးဘာနဲ့တူလေတော်မှာပြေတတ်တယ်ရိုးရိုးကုံတင်တဲ့လေလားလူတင်တဲ့ကရို့လေလားကဲဆိုလိုက်စမ်းမှာကရို့လေပမာယုတ်ခန္ဓာမှန်စွာတူလာတာကရို့လေပမာယုတ်ခန္ဓာမှန်စွာတူလာတာကရို့လေပမာယုတ်ခန္ဓာမှန်စွာတူလာတာဆိုကြည့်ပါကဲလှေကြီးကတော့ခန္ဓာကိုယ်ကြီးယုတ်ခန္ဓာကြီးကိုလှေကြီးနဲ့ဥပမာပေးတယ်လှေကြီးပဲရှိလို့ပို့လို့မဖြစ်သေးဘူးပေတရေလှေပေါ်မှာစီးတဲ့လူပါရမယ်စီးသမားကဘသူတော့ဆိုလို့ရှိရင်နံခန္ဓာစီးသမားကဘသူတဲ့လဲယုတ်နံကြားနေတယ်နော်ကြားဖို့နေတယ်မဟုတ်လားဩယုတ်နံအနိစ္စယုတ်နံဒုက္ခယုတ်နံအနတ္တမမြဲဘူးယုတ်တရားမမြဲဘူးနာမရူပအနိစ္စဒုက္ခအနတ္တနာမရူပအနိစ္စဒုက္ခအနတ္တကြားဖို့နေတယ်ဘယ်လိုလဲယုတ်ဆိုတာကဟောဒီခန္ဓာကိုယ်ကြီးကိုနံဆိုတာကစိတ်ကိုပြောတာနံဆိုတာကပါယုတ်ကသူကြီးနေလို့ရတာစိတ်နဲ့တွဲနေမှဘာနဲ့တွဲနေမှလဲဒါမင်းလို့ချင်းဘုန်းကြီးတို့ကတို့လေကြီးနဲ့တူတဲ့ယုတ်ခန္ဓာပေါ်မှာတဲ့ဟိုဟာကြံတရားကြံဟိုဟာစားခြင်းတရားစားခြင်းဟိုဟာလိုခြင်းတရားလိုခြင်းအဲ့ဒီလိုစိတ်နံဘ
ဟိုဟာလေးမြင်လဲလိုချင်တရားလေးမြင်လဲလိုချင်ဟိုဟာကြားလဲလိုချင်တရားကြားလဲလိုချင်တဲ့စိတ်ကိုနံလို့ခေါ်တယ်ဘာလို့ခေါ်လဲအဲ့စိတ်ကသူကြီးပဲမနေဘူးတဲ့သူနဲ့တွဲပေါ်တွဲပဲဘုန်းကြီးတို့ပါဠိစာပေနဲ့အဘိဓမ္မာကျမ်းနေနဲ့ပြောရင်စိတ်ကသူကြီးနေလို့မရဘူးတဲ့စေတသိက်နဲ့တွဲနေရတယ်ဘာနဲ့တွဲနေရစေတသိက်နဲ့တွဲပြီးတော့နေရတဲ့ဓမ္မိလို့ရှိရင်အဲ့ဒါသူနဲ့စိတ်နဲ့အတူတူတွဲပြီးတော့နေတာဘယ်လောက်ရှိတုံးဆိုလို့ရှိရင်52ပါးတော့ရှိတယ်သူနဲ့တွဲနေတာအဲ့တော့ခုနကတော့စိတ်ကလေးတစ်ခုပေါင်းထည့်လိုက်ရင်53ဘယ်လောက်လဲပိဋကရင်စာပေများပြောရင်တော့နန္တေပညာတ53ယောက်53မျိုးစိတ်ပေါင်း53မျိုးလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်မာနဖြစ်တယ်ရာဂဖြစ်တယ်ဖြစ်တာမှန်သမျှစိတ်နဲ့ကြီးဖြစ်နေတာရုပ်ကြီးတက်တဲ့ဆိုယောဂဘာမှမသိဘူးနံလို့ခေါ်တဲ့စိတ်ဖြစ်ပေါ်လာလို့သိရတာမသိတာရုပ်သိတာနာမသိတာရုပ်သိတာနာရုပ်ကြီးတက်တဲ့ဆိုဘာမှမသိနံလို့ခေါ်တဲ့စိတ်ပါလာလို့ခန္ဓာကိုယ်ပေါ်မှာနံလို့ခေါ်တဲ့စိတ်ပါလာလို့ဟိုဟာလိုခြင်းတရားလိုခြင်းဟိုဟာစားခြင်းတရားစားခြင်းဒါတွေဖြစ်လာတာဟာစိတ်ကြောင့်ဖြစ်တာပဲဒါပြီးလို့ရှိရင်အဲ့ဒီစိတ်နဲ့တွဲပြီးတော့အဖော်နောက်ကနေပြီးတော့ပါလာနာစေတသိက်52လုံးနန္တေပညာတစိတ်နဲ့ပေါင်းရင်53လုံးဒါကြောင့်မို့လို့ဘုရားရှင်ကိုရောမြတ်ကကရုစီသမ53ယောက်ပါတယ်တဲ့ခန္ဓာလေးကြီးပေါ်မှာနံခန္ဓာလို့ခေါ်တဲ့ကရုစီသမဘယ်နှယောက်ပါအဲ့ဒီစေတသိက်50နဲ့တဏ္ဍိပညာတလို့ခေါ်တဲ့ဒီစိတ်နဲ့တွဲပြီးတော့မှီပြီးတော့ရှင်ပြီးတော့ဖြစ်တဲ့စေတသိက်တွေထဲမှာကုသိုလ်တွေပါတယ်လို့အကုသိုလ်တွေလည်းပါတယ်လောဘဒေါသမောဟမာနယကဒါကအကုသိုလ်တရားတတိဝရိယဒါကကုသိုလ်ရောနေတာသူကဒီလေစည်းသမား53ယောက်ကအကုသိုလ်ကြီးပဲလည်းမဟုတ်ဘူးကုသိုလ်ကြီးလည်းမဟုတ်ဘူးတခါကဘုန်းကြီးတို့ပြေတာကိုဘုန်းကြီးမေးမယ်လူရဲ့စိတ်ဆိုတာတခါကုသိုလ်လို့ရှင်တဲ့စိတ်မရှိဘူးလားကုသိုလ်လို့ရှင်တဲ့စိတ်ရှိတော့ကုသိုလ်ထားမလို့ဘူးလားနေတိုင်းညတိုင်းလတိုင်းနှစ်တိုင်းကုသိုလ်ဖြစ်လားဆိုလို့မဖြစ်ဘူးတခါအကုသိုလ်ဖြစ်တော့အကုသိုလ်ဖြစ်တဲ့စိတ်ကမဖြစ်ဘူးလားကုသိုလ်ရှင်ဆိုတာကုသိုလ်ဖြစ်လဲအကုသိုလ်ဖြစ်လဲကုသိုလ်ဖြစ်လဲအကုသိုလ်ဖြစ်လဲသူကြီးဖြစ်လို့မရဘူးစိတ်နဲ့တွဲဖြစ်တာစိတ်နဲ့တွဲဖြစ်တော့ကုသိုလ်စိတ်ဖြစ်လာရင်ကုသိုလ်အဖို့နောက်ကပါလာတာတရားတို့တတိတို့ဝရိယတို့ပညာတို့အကုသိုလ်ဖြစ်ရင်အကုသိုလ်ကသူကြီးမဖြစ်ဘူးနောက်ကအဖို့နဲ့ပါလာတာလောဘဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်မယ်မာနဖြစ်မယ်ရာဂဖြစ်မယ်အဲ့ဒီလိုနဲ့ဘုန်းကြီးတို့အုပ်စုဟာကုသိုလ်အုပ်စုအကုသိုလ်အုပ်စုဒီစိတ်ကိုမြည်ပြီးတော့ပဲဖြစ်တာ53ယောက်ရှိတယ်တဲ့53မျိုးပေါ့ဘယ်နှမျိုးလဲဒါမြင်ဆိုကြည့်ပါဘေတတေနံခန္ဓာဟုလေစည်းသူနေယူမကြပါနံခန္ဓာဟုလေစည်းသူနေယူမကြပါနံခန္ဓာဟုလေစည်းသူနေယူမကြပါဆိုလိုက်ပါကြိုင်တမ်းမြင်လို့ရှိရင်ဒီဒေသနာတော်မှာလေးဆိုတာကယုတ်ခန္ဓာလေးဆိုတာကလေးစည်းသမားကနံခန္ဓာလေးစည်းသမားကဘာခန္ဓာလေးစည်းသမားဘယ်နှယောက်ရှိတယ်ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးပေါ်မှာအဲ့ဒီ53ယောက်ကိုတင်းပြီးတော့ကလှေလဲရှိပြီလှေစည်းသမားလဲရောက်နေပြီဒီလေကြီးထွက်လို့ရသေးလားမရသေးဘူးကတို့ပို့သမားလိုသေးတယ်ဘာလိုသေးတယ်လဲ53ယောက်တောင်များတယ်လေကြီးပေါ်မှာတယောက်တည်းမနိုင်ဘူးတယောက်တည်းမနိုင်တော့8တယောက်နောက်တယောက်နောက်တယောက်လှော်မှဖြစ်မယ်53တယောက်တည်းဆိုရင်တော့တယောက်2ယောက်10ယောက်လောက်ဆိုရင်တော့တယောက်တည်းလှော်ခသွားလို့ရတယ်အခုက53ယောက်တောင်မှဆိုတော့ဒီလေကြီးဟာပင်လေတဲ့ဟိုဘက်ကန်းဒီဘက်ကန်းကူးတဲ့အခါမှာလိုက်နေကြီးလာရင်သိမ့်ဖို့လို့ဦးနဲ့ပဲ့နေတော့မှဖြစ်မယ်ဆိုပြီးတော့ကတို့ဘုသမား2ယောက်တဲ့7တယောက်နောက်တယောက်ကတို့ဘုသမား2ယောက်ကဗမာနေ
လေစည်းသမားက53ယောက်တောင်ဆိုတော့တယောက်တည်းမဖြစ်ဘူးဦးနဲ့ပဲ2ယောက်လောမှညီလောမှဒါကြောင့်ကတို့ဘိုးသမား2ယောက်ကဘသူတွေတုံးဆိုတော့ဆိုကြည်သားမှာကတို့ဆရာ2ယောက်ဟာသရာဗျာတိပါကတို့ဆရာ2ယောက်ဟာသရာဗျာတိပါကတို့ဆရာ2ယောက်ဟာသရာဗျာတိပါဆိုကြည့်ပါယုတ်ခန္ဓာတိဟူသောလေဘောကြီးမှနံခန္ဓာတိဟူသောတေပညာသ53ယောက်ကိုတင်ပြီးတော့တက်ညီလက်ညီနဲ့ကရိုးဆရာ2ယောက်ကလောခပြီးတော့လာတာကရိုးဆရာ2ယောက်နာမည်ကသရာနဲ့ဗျာကြီးဘာနဲ့လဲသရာဆိုတာအိုရာကိုပြောတာဗျာတိဆိုတာနာရာကိုပြောတာအိုခြင်းသဘောတရားနဲ့နာခြင်းသဘောတရားဘာနဲ့လဲအဲ့ဒီအိုခြင်းသဘောတရားနဲ့နာခြင်းသဘောတရား2ယောက်ကတက်ညီလက်ညီနဲ့ခန္ဓာလေကြီးကိုလှော်ခတ်လာတာဘယ်နာမှမပြတ်နာဘူးတဲ့မရမနှလှော်ခတ်နေတာနေလည်းမအိပ်ဘူးညလည်းမအိပ်ဘူးဘုန်းကြီးတို့ကလည်းအိပ်နေတဲ့သရာကမအိပ်ဘူးဗျာတိကမအိပ်ဘူးထဲမှာယောဂတွေဖြစ်နေတာမသိလို့အိပ်ပျော်နေလို့ဝေဒနာမခံစားလေးလို့အမလေးအဖလေးလို့မညီးတာဘုန်းကြီးတို့အိပ်တယ်လို့လားဇာတိတို့ဗျာတိတို့လည်းအိပ်မယ်ဆိုရင်အတက်ကဘာဖြစ်လို့ကြီးလာတယ်လဲကိုကအိပ်ပြောတယ်သူလည်းအိပ်ပါလားလို့အိပ်ဘူးသူကတော့လှောတယ်သူအတက်ကသူပုံမှန်သွားနေတာကိုအိပ်လို့ဗျာတိတို့သရာတို့အိပ်မယ်ဆိုရင်မနဲ့မိုးလေးရင်အသက်ဟာပြန်ပြီးတော့ဆုတ်သွားမှာမဆုတ်ဘူးရှေ့ရောက်သွားတာငါဒီနေ့ငါမွေးနေ့ရောက်တာ3ရက်တောင်ရှိပြီ53ရက်ရှိပြီမနေ့က50ပြည့်တယ်တဲ့အခု3ရက်ရှိပြီကြော်ကြော်50ဟော50တလရှိသွားပြီကြော်ကြော်ဟော60ဖြစ်သွားပြီဘာဖြစ်လို့တော့ဆိုတော့ကိုကတာပိမန်းလို့အိပ်ပေးမယ်ဒီသရာနဲ့ဗျာတိလို့ခေါ်တယ်အိုခြင်းသဘောတရားနဲ့နာခြင်းသဘောတရားကတို့သမား2ယောက်ကနေရောညရောမအိပ်ခဲနဲ့ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်လေကြီးကိုလှော်ခါပြီးတော့ပို့နေတယ်တဲ့ဒါကြောင့်ဆိုလိုက်စမ်းပါနေရောညပါသို့ဆရာပို့တာမနာပါနေရောညပါသို့ဆရာပို့တာမနာပါနေရောညပါထိုဆရာပို့တာမနာပါဆိုကြည့်လိုက်လူကသာလှုပ်တေပင်မလို့ညအိပ်ပျော်ခြင်းအိပ်ပျော်နေလိမ့်မယ်သရဗျာတိလို့ခေါ်တဲ့အိုခြင်းနာခြင်းသဘောတရား2ပါးကတော့မအိပ်ဖဲနဲ့နာကြီးတိုင်းစက္ကန့်တိုင်းမလတ်တိုင်းပို့နေတယ်တဲ့ကောင်းပြီလေလဲသဘောပေါက်သွားပြီလေစီးသူလဲသဘောပေါက်သွားပြီကတို့ဘုသမားလဲသဘောပေါက်သွားပြီဒါမြင့်ရင်ဒီဘက်ကန်းနဲ့ဟိုဘက်ကန်းဆိုတာရှိနေသေးတယ်ဒီဘက်ကန်းကနေပို့ဟိုဘက်ကန်းရောက်ဒါမြင့်လို့ရှင်ဒီဘက်ကန်းဆိုတာဘာလို့ဆိုရင်ဇာတိလို့ခေါ်တဲ့ဒီဘက်ကန်းဇာတိကဒီဘက်ကန်းဇာတိကဘာတဲ့လဲဇာတိလို့ခေါ်တဲ့ဒီဘက်ကန်းကနေပြီးတော့ခန္ဓာလေးကြီးစတင်ထွက်ခွာလာတာအမိဝမ်းကောင်းမှာပရိသန်နေတည်တဲ့ကနေပြီးတော့6လ10လအပြင်ရောက်တော့ဟဲ့ခလေး1နှစ်ရှိပြီတဲ့2နှစ်ရှိပြီတဲ့9နှစ်ရှိပြီတဲ့အနှစ်30ရှိပြီအနှစ်40မွေးတဲ့နှစ်50 60 90 80 90အခန္ဓာလေးကြီးနားမှမနာပဲနဲ့ပရိသတ်ကြီးသွားနေအဲ့တော့ဇာတိကံကလည်း4မျိုးတောင်ရှိသေးတယ်ဘုန်းကြီးတို့လူတွေခွေးတွေနွားတွေဒီပုဂ္ဂိုလ်တွေကြတော့အမိရဝမ်းမိုက်ထဲမှာ6လ10လနေရလို့အဲ့ဒါကိုကပ္ပတေယကပရိသန်နေတဲ့ပိုက်ထဲမှာနေရတာမဟုတ်လို့ကြက်တွေငှက်တွေကြတော့သူကဥထဲမှာနေရတာဥထဲမှာနေရတာမဟုတ်လို့အန္တဇပရိသန်နေဓာတိကံကလည်း၄မျိုးတောင်ရှိတယ်နောက်တကဘုန်းကြီးတို့အညီအဟောက်ကိုဆွဲပြီးတော့ဖြစ်တဲ့ပိုးကောင်လေးတွေလောက်တွေသူတို့ကိုကြတော့တန်တေတသပရိသန်နေတဲ့
နောက်တက်ကနတ်တွေမြမာတွေကြတော့ဘယ်မိဝန်ကောင်းတဲ့ကောင်မှမဝင်ရပဲနဲ့သူကံအားလျော်စွာဘဝကနေပေါ်လာရတာကိုဥပပတ္တိပရိသန္တိလို့ခေါ်တယ်တဲ့ကံကြီး၄ခုပရိသတ်ရဲ့ကံကြီးကဘယ်နှခုလဲအဲ့ဒါအဲ့ဒီထဲမှာအမိဝမ်းကောင်းပရိသန္တိနေရတာလည်းမကောင်းဘူးကိုလဆွဲလာကိုကွေးနဲ့အမိပိုက်ထဲမှာနေရတာအမိကြောဘက်ကိုမျက်နှာမူပြီးတော့အမိပိုက်ဘက်ကိုကြောပေးပြီးတော့နေရဒါကြောင့်ပြောတယ်ပရိသန္တိကိုဝင်ဆောင်လာတဲ့မျိုးသမီးတွေကိုနားလဲတဲ့ဒကမကြီးတွေကသုံးဝကောက်ကမလုံးနဲ့ခလိခါလန်ဆိုးသလိုဖြစ်မှကြောင်းလို့အမိဝမ်းပိုက်ဘက်ကိုကြောပေးပြီးတော့အမိကြောဘက်ကိုမျက်နှာမူပြီးနေရကလေးကုန်းလိုက်ရင်ခလိခါလန်ဆိုးလို့ဖြစ်သွားအောင်ဒါကြောင့်မို့လို့အထထိုင်တတိထားအမိဝမ်းထဲမှာပရိသန္တိနေရတဲ့ဒုက္ခအပြင်မှာနေကြည်တဲ့စေဟိုတဲ့ဝင်နေကြည့်လိုက်စေဟိုကမှကြည့်ပါသေးလေအမိပိုက်ကသေးသေးလေးစေဟိုရဝင်အိုးကြီးတဲ့ဝင်နေကြည့်တဲ့ခွေခွေလေးဘလောက်ကြာကြာနေနိုင်မှာလဲလို့10 မိနစ်တောင်မနေနိုင်ဘူးအမိပိုက်ထဲမှာ9 လ 10 လနေခဲ့ရတာဇာတိဒုက္ခအပြင်မှာလက်တွေစမ်းကြည့်ဟောမှာကြောင်ဝင်အိုးကြီးရှိတယ်ဟောဆောင်းချောင်းရှိမှနေကျင်တဲ့ယောဂီပြောခွေပြီးတော့ထဲထားမှတနေ့လို့အဲ့ဒီမှာနေကြည့်တယ်ဇာတိဒုက္ခတို့ကလက်တွေလေအမိဝမ်းထဲမှာနေလာခဲ့ရတာမသိလို့ဒီရဝင်အိုးကြီးလို့အမိပိုက်ကြီးထဲမှာဒီ9 လ 10 လဟာကွေးဒုနဲ့ကူကြအိုကောင်းထားလျက်အဟွားကြီးကိုအဖိုးကြီးကိုကြီးလို့ဒုကောင်းနှစ်ခုစားနေမှာခေါင်းလေးထည့်ပြီးခွေးပြီးတော့အမေပိုက်ကိုကြောပေးအမေကြောဘက်ကိုမျက်နှာမူဒီလိုနေလာခဲ့ရတာအမေအပူစက်တွေစားချရင်ခေါင်းပေါ်မှာငရဲမိလောင်းချသလားအောင်းမရပူလိုက်တာဆိုတာတခါတည်းအချက်မှာကလေးနေရတာဒုက္ခဇာတိဒုက္ခအဲတော့ဘုန်းကြီးတို့မာဝိတ္တတော်ဆိုတော့ဘုရားကြီးကဒီဇာတိဒုက္ခလင်္ကာကိုရေးထားတာအရှိကြီးထားလိုက်တော့အဲ့တော့ဒီဇာတိဒုက္ခဒါလည်းသူမအေးဘူးနောက်ဥထဲမှာနေရတာတဲ့ကြက်တို့ငှက်တို့ဟာငှက်ဥလေးတွေကြက်ဥလေးတွေကဒုက္ခပဲသူကဒီဥလေးသေးသေးတွေမှာဝင်ပြီးတော့ပြိတ္တန်နေတည်နေရတာဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကဣဒံကောဘိက္ခွေဇာတိဒုက္ခဘုရားကဒီဇာတိကစဟောတာဒုက္ခသစ္စာကိုစိတ္တရှိသမီးတို့ပြိတ္တန်နေရတာဒုက္ခကြီးနော်ဒုက္ခကြီးတို့အပြင်ရောက်လာတော့အဲ့ဒုက္ခကိုမသိတော့ဘူးအထက်မှာနေလာခဲ့ရတာဟိုဒုက္ခကြီးကကိုကွေးနဲ့9 လ 10 လအဲ့ဒီလိုဇာတိဒုက္ခဟာဒီအညီအဟောက်မှာဆွဲပြီးတော့ကိုကောင်လေးတွေမကောင်လေးတွေငပိအိုးမှာလောက်တွေပါတွေတွေ့တယ်ဆိုတာအဲသူတို့ကတန်နေတစပရိသန်နေတဲ့အဲ့ဒီပရိသန်တွေ၄မျိုးထဲမှာဥပမပရိသန်တွေနတ်တွေမြမာတွေကတော့ဘယ်ဘိုက်ထဲမှာမဝင်ရဘူးဘယ်မှလည်းမဆွဲဘူးဘဝကနေသွားဖြစ်တာဥပပပရိသန်နေတဲ့အဲ့ဒါအမျိုးသားဆို16နှစ်အမျိုးသမီးဆို16နှစ်အမျိုးသားဆိုအသက်20အရွယ်ဘဝကနေသွားဖြစ်တာပဲဒီလောကတခါကြီးတယောက်ကမေးတယ်နေသားမအောင်နဲ့နတ်ပြည်မှာတဲ့ကြားမှုတယ်တဲ့စာထဲမှာနတ်သမီးနတ်သားတယောက်ကိုနတ်သမီးတစ်ဖက်900နဲ့ဆိုတော့ဒီနတ်သမီးတစ်ဖက်900ဟာသားသမီးတွေပါလေမွေးရင်ဘယ်လိုလုပ်မလဲကတိကတလာမေးတယ်သိလားဩတခါကြီးနဲ့နတ်ပြည်မှာဘယ်သားသမီးမွေးတယ်လို့ရှိမလဲနတ်ပြည်မှာသားသမီးမွေးတယ်ဆိုနတ်ဆရာဝန်တို့နတ်သူနာပြုတို့ကတခါလာပြီးရှုပ်အောင်ပဲမရှိဘူးလို့နတ်ပြည်မှာပြိတ္တန်နေတယ်ဆိုဘွားကနေပေါ်တာလို့သူပေါတိပေါရှာတွေးမိတယ်သိလားနတ်ပြည်မှာတဲ့ဒီနတ်ကလေးတွေကဘယ်လိုလုပ်မွေးလဲတဲ့နတ်ဆရာဝန်တွေနတ်သူနာပြုတွေဒီကဆရာဝန်တွေတည်ပြီးတော့ဟိုမှာဆရာနတ်ဆရာဝန်သားဖြစ်လာပေါ်လေသူမေးတဲ့တိတ်တွေကဒီကသူနာပြုတွေတည်ပြီးတော့ဟိုမှာသူနာပြုဆရာမတွေသားဖြစ်လာသူဒီလိုမေးကျင်တဲ့ပုံပေါက်တယ်ပဋိသန္ဓေမနေရဘူးဥပပပဋိသန္ဓေဘွားကနေတခါတည်းသူ့သားသမီးဆိုရင်ဝင်နဲ့သားဖြစ်တယ်ဘုန်းကြီးတို့ဟောဖို့ပါတယ်ဆွဲလန်းလို့ရင်ဒုက္ခဖြစ်တတ်တယ်ဆိုတဲ့တရားဂောဘကနတ်သားတက်ကြတာကိဝင်မင်းသမီးလေးဂောပိကာဘုရားရဲ့အမျိုးပဲကုသိုလ်ကောင်းမှုလှုပ်တိုင်းမိမဘဝကိုယွန်ရှာလွန်းလို့ဆက်စုံလွန်းလို့နတ်သားဖြစ်ရပါလို့ယောက်ျားဖြစ်ရပါလို့ပုရိသတ္တံဘာဝေယယောက်ျားဖြစ်ရပါလို့ဤဆူတောင်းတာသေလဲသေရောတရားမင်းရဲ့ရင်ဝင်ထဲမှာသွားပြီးတော့သွားဖြစ်တဲ့ဂောဘကနတ်သားတဲ့တရားမင်းကအဲ့လိုရင်ဝင်ထဲမှာဖြစ်ရင်ဒါသားပဲဒါငါသားဟေးလို့ကြီးညာလိုက်ရုံပဲတရားမင်းထိုင်နေတော့ဝါဆိုတခါတရားမင်းရဲ့ပေါင်ပေါ်မှာသွားပက်လက်တွေသွားဖြစ်တယ်အဲသားသမီးပဲဒီလိုကိုနတ်ပြည်မှာကပြိတ္တန်နေမနေရဘူးပြိတ္တန်နေဒုက္ခဇာတိဒုက္ခမရှိဘူးနောက်တက်ကသရာဒုက္ခနတ်ဘိုးကြီးနတ်မယ်ကြီးနတ်ဘွားကြီးမရှိဘူးသူကြည့်လက်ဒီတိုင်းပဲငါကြည့်လက်ဒီတိုင်းပဲတက်တန်းတာရှင်းနေတာအဲကြောင့်နတ်ပြည်ရောက်ရင်လေကုသိုလ်ကောင်းမှုမေးတယ်ဆိုတော့ဟုတ်တယ်ဘာလို့ဆိုတော့ तू ကဒီအရွယ်ကနေပြီးတော့အသက်တာကြီးနေကြဒီအရွယ်ကနေပြီးတော့နတ်မှာပရေတွန့်တာမရှိဘူးနတ်မှာမဲ့ကြောက်ဆွဲတာမရှိဘူးတဲ့ကံဘလောက်ကံကောင်းလို့ဆိုတာကြည့်တယ်နတ်ပြည်ရောက်သွားရင်လည်းပဲ
အဲ့ဒီကံကောင်းတာလည်းတစ်ခါကြလည်းမကောင်းဘူးသူကလက္ခဏာကမပြဘူးလေလက္ခဏာမပြတော့ဘာဖြစ်လဲအိုတဲ့လူလည်းမတွေ့ရတဲ့ခါကျတော့သူကမအိုဘူးဒါကြောင့်ဘုန်းကြီးတို့ဘုရားလောင်းတော်များသူ့ကိုသူနာသူတဲ့နမိတ်ကြီးလေးပါထင်တာဟာလူပြည်မှာပဲထင်တာမို့လို့ဒါကြောင့်လောကမှာပွင့်သွားတဲ့ဘုရားမှန်တယ်များတယ်လူပြည်မှာပဲပွင့်ရတယ်နတ်ပြည်မှာမပွင့်ရဘူးနတ်ဘုရားဆိုတာမရှိဘူးဘာဖြစ်လို့လဲတဲ့နတ်ပြည်မှာအိုတာလည်းမရှိဘူးတဲ့အိုခြင်းသဘောတရားရှိတယ်လက္ခဏာမပြတာလက္ခဏာမပြတာလက္ခဏာမပြဘူးဆိုတာနတ်အမေကြီးနတ်ဘိုးကြီးတောင်ဘိုးကြီးလည်းမရှိဘူးသူကဒီလိုမျိုးမရှိဘူးနောက်ပြီးတော့နတ်တွေနေမကောင်းဖြစ်တယ်ဆိုတာမရှိဘူးတဲ့အဘယ်နတ်ကတော့ကင်ဆာဖြစ်လို့တယ်ဘယ်နတ်ကတော့လေးလုံးယောဂဖြစ်လို့တယ်မရှိဘူးနတ်ပြည်မှာလက္ခဏာမပြဘူးနော်လက္ခဏာမပြတဲ့အခါကျတော့အမလေးပါလေးနဲ့နတ်နေမကောင်းလို့တရင်မေးသွားကြအောင်ဆိုမရှိဘူးလူပြည်မှာဆိုဘယ်သွားမလို့လဲလူနာတရင်မေးသွားမလို့ဘာဖြစ်လို့လဲကင်ဆာတဲ့ဘာဖြစ်လို့လဲဟိုယောဂါတဲ့ဘာဖြစ်လို့လဲဘာယောဂါတဲ့နတ်ပြည်မှာဒီလိုမရှိဘူးသူတေဂန်ဒီနမိတ်တော်ထင်တယ်နတ်ပြည်ကဘယ်လိုဖြစ်လာလဲနတ်တွေချွေးထွက်လာချွေးတိချက်ပေါက်ပြီးကြာလာသေတော့မယ်အဝိစားတွေညှိုးသွားတယ်အဝိစားတွေတောက်ပြောင်းနေတဲ့အကြောင်းတွေမှိန်သွားတယ်နောက်ပြီးတော့ဘုံမိမ့်မနဲ့မှမနေတော့အပြင်ကိုထွက်ပြီးတော့နတ်ကြီးကမှိုင်ပြီးတော့ငိုင်းနေတယ်အဲ့ဒါဆိုအဲ့ဒီနဲ့မကြခင်သေတော့မယ်အဲ့ဒီကြလို့ရှိရင်တခါလဲနတ်သမီးနာသားတွေပုံပြီးသွားကြတာအဲ့ဒါလူနာသတင်းမေးပဲအဲ့ဒါနတ်နာတာပဲအဲ့ဒါဆိုနတ်နာကြပြီချွေးထွက်လာရင်ပန်းနေညှိုးလာရင်အဝတ်စားတွေမိန်သွားရင်အဲ့ဒါနတ်နာကြပြီနာမကြတော့သေးတော့မှအဲ့ဒီကြသွားပြီးအားပေးတယ်အမောင်နတ်သားအမောင်နတ်သားအမောင်လက္ခဏာကတော့နတ်နမိတ်တွေပြထင်ပြီပိစပုပ္ပနိမိတ်တာသုတ်တံမှာဟောတာရှိတယ်နတ်တွေအကြောင်းကိုအဲ့ဒါအမောင်နတ်သားသေတော့မယ်အဲ့တော့အမောင်နတ်သားသေကံဒီလူပြည်ကိုအာဟုပြန်ပြုလူပြည်ကိုအာဟုပြန်ပြုလူပြည်ကိုပြန်သွားလူပြည်ကိုပြန်သွားလူပြည်မှာကုသိုလ်လုပ်ခွင့်ရှိတယ်လူပြည်ကိုပြန်သွားအဲ့ဒါခဏခဏတိုက်တွန်းနေနတ်တို့မာတာသုံးဖို့စကားဆိုလူပြည်ကိုရောက်အောင်ပဲပြန်တော့တာအဲကြောင့်လူပြည်ဟာအကောင်းဆုံးပြည်ပြည်တိုင်းဘာနဲ့မှမလဲနိုင်ဘူးနတ်ပြည်ရောက်သွားရင်လည်းနတ်ပြည်မှာလေအဲ့ဒါမေ့နေဟောတယ်မေ့တယ်ဆိုတာခုနကတော့ဘုန်းကြီးပြောပြီးလက္ခဏာတွေမပြဘူးသဘောတရားတော့ရှိတယ်ကိုခြင်းသဘောတရားရှိတယ်နာခြင်းသဘောတရားရှိတယ်သိခြင်းသဘောတရားရှိတယ်လက္ခဏာကမပြဘူးသူ့ကြည့်လဲဒီရုပ်ထီရွယ်ပဲငါကြည့်လဲဒီရုပ်ထီရွယ်ပဲဆိုတော့ပြောနေတာပဲနတ်သမီးနတ်သားတွေကဘာမှလည်းစားကြရလဲမပူဝတ်စရာလည်းမပူဝဘူးဘာမှမပူရတော့သူတို့ဘာလုပ်ရှိလဲတော့ကြကားလိုက်ခုံလိုက်ပွဲလန်းသဘင်နဲ့ကျင်းပလိုက်နန်းတို့ဥညီတွေသွားလိုက်ဒါနဲ့ပဲနတ်ပြည်မှာအချိန်ကုန်ပြီးတော့နတ်တယ်လဲကြွေရောပြန်ဆင်းသွားရောအပယ်ကိုတယောက်မို့လို့ကုသိုလ်ကောင်းမှုလုပ်ခွေရှိတာလူပြည်ကုသိုလ်ကောင်းမှုလုပ်ခွေရှိတာဘာမှလဲအဲကြောင့်လူပြည်ဆိုတာအများဆုံးဖို့မပြတ်ကျင်တော့တရားသည်မျိုးရိုးစင်လာသဘာဝနဲ့ယရနာဟုသည်များစုံလာသည်တရားသံဃာယရနာသုံးပါပေါ်သလားပေါ်ဘူးလားယရနာဟုသည်များစုံလာသည်ရိုက်မင်းကုညီပါသာတလေးနဲ့ပျော်မွေလာတဲ့မြမပြည်ရှေ့စင်လာဟောင်းရိုးရာကောင်းကိုထလောင်းကျင်ရမည်ဒါမဓမ္မပါဠဘဝတာယာမည်လူပြည်ဘယ်ဟာနဲ့မှမလဲနိုင်ဘူးဘယ်ဟာနဲ့မှမလဲနိုင်ဘူးကိုရောက်နေတဲ့လူပြည်လူလောကမှာတွေ့တဲ့သာသနာနဲ့ကြုံလုံးကိုရအောင်သိမ့်ကျုံပြီးတော့ယူသွားဒါပြောနေတယ်ဒီတော့ဇာတိအမိဝမ်းကောင်းကဒီဘက်ကန်းကနေပြီးတော့လှော်ခံပြီးတော့ဗျာတိနဲ့စရာကတို့သမားနှစ်ယောက်ကတက်ညီလက်ညီနဲ့လှော်ပြီးတော့ပို့လိုက်တာဟိုဘက်ကန်းဆိုတာမရဏဟိုဘက်ကန်းဆိုတာဗါတယ်လေကိုင်းဆိုလိုက်ပါဒီဘက်ကန်းဟာဇာတိပါသေချာမှလိုက်ပါဒီဘက်ကန်းဟာဇာတိပါသေချာမှလိုက်ပါဒီဘက်ကန်းဟာဇာတိပါသေချာမှလိုက်ပါဆိုလိုက်ပေါ့ရုပ်ခန္ဓာဒီဟူသောလှေကြီးပေါ်မှာနံခန္ဓာလှေစည်းသမ53ယောက်ကိုတင်ပြီးတော့သရဗျာတိအိုခြင်းသဘောတရားနဲ့နာခြင်းသဘောတရား2ယောက်ကတက်ညီလက်ညီနဲ့ဇာတိကန်းကနေပြီးတော့ခန္ဓာလှေကြီးကိုထွက်ခွာပြီးတော့သွားလိုက်တာတဲ့ဘေဒတရဲ့ဘယ်ကန်းကိုသွားမလို့ဆိုရင်မရဏကန်းစီကိုဘယ်ကန်းကိုလဲ
ဆိုလိုက်ပေါ်မရဏကံစီရောက်အောင်ချီဥတီလောခပြီမရဏကံစီရောက်အောင်ချီဥတီလောခပြီမရဏကံစီရောက်အောင်ချီဥတီလောခပြီဆိုလိုက်ပါတိုက်သဘောပေါက်သွားပြီပိသရေခန္ဓာကိုယ်ဟာလှေနဲ့တူတယ်ခန္ဓာကိုယ်ဘာနဲ့တူလေပေါ်မှာပါလာတဲ့နံခန္ဓာလို့ခေါ်တဲ့လေသီးသမားကဘယ်နှယောက်အဲ့ဒီ53ယောက်ကိုမယမနာနေနေညညလောခပြီးတော့ပို့နေတာကဘသူနဲ့ဘသူသရာနဲ့ဗျာတိဘာနဲ့လဲဘယ်ကန်းကထွက်ခွာလာဇာတိကံကထွက်ခွာလာတာဘယ်ကိုဥတည်နေတယ်မရဏကံကိုဥတည်နေတယ်တဲ့ဘယ်လိုလဲ50 60 90 80 90ကံနဲ့ကပ်နေပြီမရဏကံနဲ့ကပ်နေပြီအဲဒီတော့ကံရောက်ပြီဆိုရင်ဒီမှာကတို့လေကြီးကံမောကံကပ်လိုက်ပြီဆိုတဲ့ကလှေစည်းသမားတွေကကိုယ့်ထုတ်ကိုဆွဲပြီးတော့ဆင်းသွားတာပဲမဟုတ်လားဒီတိုင်းပဲဘုန်းကြီးတို့ပြေတာပေါင်းတော်ကောင်းတို့လည်းပဲဇာတိကံကနေထွက်ခွာလာတာမရဏကံစီကိုတဖြည်းဖြည်းနဲ့နီးလာပြီနီးလာတော့အဲ့ဒီလေပေါ်မှာလေလေပေါ်မှာလူက53ယောက်ပါလာတာဘယ်လောက်ပါလာတာ53ယောက်များတဲ့ပေါင်းလိုက်ကြတော့အုပ်စုခွဲလိုက်ကြတော့ဆိုတော့ဒီဘက်ကတအုပ်စုကအသားဖြူဖြူနဲ့လူဖြူအုပ်စုကိုဘက်ကအသားမဲမဲနဲ့အဖြူနဲ့အမဲဘာနဲ့လဲ53ယောက်များတဲ့အုပ်စုခွဲဆို2စုပဲထွက်လာဘာထွက်လာတယ်လဲအဖြူဆိုတာကုသိုလ်ကိုပြောတာအမဲဆိုတာအကုသိုလ်ကိုပြောတာသဘောပေါက်တယ်မို့လားကုသိုလ်လုပ်တာလည်းဒီစိတ်ပဲအကုသိုလ်လုပ်တာလည်းဒီစိတ်ပဲဒီလိုမို့လားအဲ့ဒါအဖြူအုပ်စုနဲ့အမဲအုပ်စုနဲ့လေပေါ်မှာဒီမှာကတို့လေပေါ်မှာပဲဖြစ်ဖြစ်ယထာဘောကာဘောဖြစ်ဖြစ်ကိုခရီးသွားမှုသားပဲကိုအုပ်စုနဲ့ကိုအကြောင်းပေါင်းသိစကားတွေပြောလို့တလန်းလုံးဟောချဲဝါဒနာတဲ့ပုဂ္ဂိုလ်ကဒီပပါကောင်းတယ်နာမမလောက်ရတဲ့ဘယ်ဆိုင်ကဘယ်လိုရှင်းတယ်ဒီကွက်ကဟိုတပတ်ကျော်တော့ကဘယ်လိုသူတို့ဒါသူကသူ့အုပ်စုနဲ့သူလေပေးပြောင်းတယ်ဘုဘကဘုရားတရားအုပ်စုကလည်းတရားဝင်မှုလားဝင်မှုတယ်ဗမာဝင်မှုတယ်ဗမာဝင်မှုတယ်ဆရာတော်ကဗာတရားဟောလဲဘယ်လိုဟောတယ်ဘယ်လိုရှင်နိမန္တိဘယ်လိုရှိတယ်လဲသူ့အုပ်စုနဲ့သူဘုဘကတုံးသူကြတော့လည်းပဲရွှေเจ้าစိန်เจ้าဝါဒနာပိုင်းရွှေသေးဘလောက်ပြည်တယ်4သိန်းကျော်နေပြီစိန်ရတဝင်းဘလောက်ရောင်းလဲဘလောက်ရောင်းတယ်သူ့အုပ်စုနဲ့သူပေါ့ဒီလိုမဟုတ်လားအဲ့ဒီလိုပဲပေါ့ခကြီးသွားတဲ့ကသူ့ဟာသူလေပြေးဖြောက်တဲ့အဖွဲနဲ့အဖွဲဖြောက်ပြီးသူပြောနေတာပဲအဲ့ဒါအခုဒီကတို့လေကြီးပေါ်မှာမေတ္တာရဲ့အုပ်စု2စုရှိတယ်ဘယ်နှစုရှိတယ်ဒီဘက်ကအမဲအုပ်စုကကောင်းတွေကပြောနေတယ်ဟဲ့သူများတဲ့သားတာကောင်းတယ်ကွာမလေးသူများတဲ့သားသူပစ္စည်းခိုးတာမင်းကိုတနေ့ငါသပိုင်းနိုင်ခဲ့တာဟောသူများပစ္စည်းသွားခိုးတာသူများသားမယားစောကားတာလိန်ပြောတာဆဲတာဆိုတာအရဲတောက်တာဒီဘက်ကတအုပ်စုကသူတို့လှုပ်ရှင်တာအကုန်လုံးအဲ့ဒီမှာပြောနေဆုံးနေတာဒီခါတည်းမှာအခုဘယ်သူမှမတွေ့ဘူးကပါလာတယ်ကွာထုတ်ပြီးတောက်ကြတော့ဟောဒီဘက်ကအမဲအုပ်စုကတုတ်လေးပေးတွေဖြောင်းဟိုဘက်ကအဖြူအုပ်စုကလည်းပဲကောင်းဆောင်လုပ်တဲ့မောင်တရာကဟဲ့ကောင်လေပင်လေခကြီးဘဘကံဒီဘကံကူးတယ်ဆိုတာကွေးတော့လည်းမဆန့်ငယ်ဆန်တော့လည်းမကွေးခင်မှာသိနိုင်တယ်အဲ့တော့လက်ခါကွာစကားတွေပြောနေမဲ့ဆန်းငါတို့မေတ္တာပို့ကြသို့ပရိတ်ရွတ်ကြသို့ဟောအဖြူအုပ်စုကဟောဒီလေပေါ်မှာခန္ဓာတဲ့ညာဆိုင်လို့ငြိမ်ငြိမ်လေးသူကသူဘာပြောကြားတာကိုလုံးမှန်သမျှကြားရင်ကြားတယ်သူတွေသူတာမတ္တန်ဒိဋ္ဌိဒိဋ္ဌမတ္တန်မြင်လဲမြင်တယ်ကြားရင်လဲကြားတယ်ဓမ္မမယ်လို့တို့ဆရာသမားတွေဟောတာရှိတယ်မြတ်စွာဘုရားကလည်းမလူကြဗုဒ္ဓသုတ်တံမှာကြားရင်လဲကြားတဲ့ကာလကြားတယ်မှဒိဋ္ဌိဒိဋ္ဌမတ္တန်မြင်လဲမြင်တဲ့ကာလမှာဘာမြင်တယ်မှပြောသူဘာပြောကွာလက်ကားနေလက်ကကိုယ်ခန္ဓာတဲ့ညာဆိုင်ပြီးတော့ကုသိုလ်ရအောင်မှတ်ကြတော့ဟော၅ပါးသီလဆောက်တည်ကြတော့တရဏဂုံရွတ်ကြတော့ဘုရားကုံတွေပွားကြတော့အုပ်စုနဲ့အုပ်စုလေကြီးခန္ဓာလေကြီးပေါ်မှာဒီလေပေါ်မှာစီးလာတာတခီးနဲ့သွားတာချင်းအတူတူဒါပေမဲ့လို့ဘေးသားရေတရားရှိတဲ့ပုဂ္ဂိုလ်ကြတော့ကုသိုလ်တွေဖြစ်လို့တရားရှိတဲ့ပုဂ္ဂိုလ်ကဘာတွေဖြစ်လို့တတိရှိတဲ့ပုဂ္ဂိုလ်ကကုသိုလ်တွေဖြစ်လို့
ပညာရှိတဲ့ပုဂ္ဂိုလ်ကကုသိုလ်တွေဖြစ်လို့တရားတတိပညာလွတ်ပြီးတော့လှုပ်ရှင်တာတွေလို့သွားကျင်တာသွားစားကျင်တာစားနေကျင်တာနေအဲ့ဒီလိုဟိုဘက်ကလည်းတအုပ်စုဒီခန္ဓာကိုယ်ပေါ်မှာပဲဖြစ်နေတာကုသိုလ်လည်းဒီခန္ဓာကဖြစ်တာအကုသိုလ်လည်းဒီခန္ဓာကိုယ်ကြီးပေါ်မှာပဲဖြစ်တာပဲအဲ့ဒီတော့ဒီခန္ဓာကိုယ်ကြီးဇာတိကံကနေပြီးတော့မရဏကံကိုလောခံပြီးတော့သွားနေတာဟိုဘက်ကံကိုရောက်ခံနေပြီကိုအဖြူအုပ်စုကတော့ကန်းနီးလေးပျော်လေးပဲရောက်တော့မေးဟိရောက်တော့မေးဟိပျော်တာဖို့ကုသိုလ်ကောင်းမှုရှိထားတာကိုအရောက်မို့လို့သေမာမကြောက်လူလေးရောက်တဲ့ဘိသရေပါတယ်လေကောင်းမှုရှိလျင်သေပွဲဝင်အမှန်ပဲမကြောက်ပြီသီလရှိလျင်သေပွဲဝင်အမှန်ပဲမကြောက်ပြီဒါနရှိလျင်သေပွဲဝင်အမှန်ပဲမကြောက်ပြီဘာဝနာရှိလျင်သေပွဲဝင်အမှန်ပဲမကြောက်ပြီကတ်ခံနေပြီကတ်ချင်းတဲ့ကံကိုကတ်သွားမရဏကံကိုတော့ကတ်မှာကပ်ပဲတဲ့ကိစ္စမရှိဘူးငါမှပြည့်စုံပြီးပြီဒါနသီလဘာဝနာလိုလေတဲ့မရှိအောင်စုပေါင်းအားထုတ်ထားပြီးပြီကန့်ကတ်လေးကြောက်လေးအမဲကောင်ကတော့ကန့်နေပြီဟဲ့ကောင်လေးကန့်ဟဲ့ကောင်လေးဘယ်လိုလုပ်မလဲသူတို့ကြတော့ကြောက်တယ်အကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်မရဏတဏ္ဍာစောလာတဲ့အခါကျတော့ပြပြီလေနမိတ်တွေကအဲ့ဒီနမိတ်တွေမြင်ပြီးတော့မှမသေးခြင်းဘူးဆိုတော့လည်းမရတော့ဘူးကန့်ကပ်ပြီးမှမရဏကံကိုကပ်ပြီးခန္ဓာလေးကြီးကဒါကြောင့်မို့လို့ဘုရားလောင်းတော်ဟဋ္ဌိပါလာတို့သားလေးကဧတုကာရီခမဲတော်မင်းကြီးကိုပြောတယ်ခမဲတော်မင်းကြီးကတိနအတ္တတုတိနအတ္တသူဟာသားတော်ဒီရင်းနန်းနေကျန်ငန်းနေတယ်မပြောပါဘူးဘုရားသားတော်တော်တဲ့တောင်ထဲမှာပဲတရားအထုတ်ပြနေတော့ငါသားငယ်ငယ်လေးရှိသေးတဲ့အမျိုးသမီးချောချောလေးနဲ့မိဖုရားလက်ထပ်ပေးပြီးတော့တိနကျန်ငန်းဆံမြန်းမို့လို့လာပြီးတော့ပြောတယ်ကွယ်လက်ခံပါဆိုတော့လက်မခံဘူးဘာဖြစ်လို့လဲမရဏကံဆိုတာပဲချိန်ကမယ်ဆိုတာဘယ်သူမှမသိရဘူးအဲ့တော့ခမဲတော်ဘုရားသားတော်ပြောမယ်ဒီဇာတိကံကနေပြီးတော့သားတော်တို့ခန္ဓာလေးကြီးဟာမရဏကံကြီးကိုတပြေးပြေးနဲ့လှမ်းပြီးတော့သွားနေပါတယ်ဘုရားယထာမိတာတခမဲတော်ဘုရားယထာမိဥပမာပုံဆောင်ပြီးတော့ထင်အောင်သားတော်ပြောရမယ်ဆိုရင်နာဝေကောကတို့လေးကိုပို့တယ်ကတို့ဘုသမားတို့သည်နာဝခရီးတဲ့တင်နာတဲ့ကတို့လေးကြီးကိုအပရာဒီမှာပဲကံမှာအပရံဟိုမှာပဲကံစီတော့နေတိယထံလောကဆောင်ယူပြီးတကလာပို့နေတဲ့ကဲ့သို့ဧဝံတတ္ထပမာထားယူထုတ်အတူသာလျင်မေဇံယုတ်ခန္ဓာကိုဆိုတဲ့ကတို့လေးကြီးကိုမေဇံနံခန္ဓာလေးစီသမားတွေတင်ထားတာ35ယောက်ကတို့လေးကြီးကိုဇရာစာအိုခြင်းပေါင်းစုံဆိုတဲ့ဇရာကတို့ဘုသမားတိ၎င်းဗျာတိကနာခြင်းပေါင်းစုံဆိုတဲ့ဗျာတိကတို့ဘုသမားတိ၎င်းဘဝတိပဲစမ်းမှာဘဝဟောဘကံစီသောနေတိနေမဆိုင်ညမဆိုင်တဟိုင်းဟိုင်းဖြင့်မဆိုင်မသွေအမြဲပို့ဆောင်၍နေပါပေပြီဖယားအဲ့ဒီတော့ခမဲတော်ဗျာဒီလေကြီးကမကြခင်မရဏကံကိုကပ်ပါတော့မယ်ဖယားအဲ့တော့မရဏကံကိုကတ်တဲ့အခါမှာကတို့စီသမားတွေဟာကန့်ကတ်တာနဲ့ကိုယ့်အထုပ်ကိုဆွဲပြီးတော့ဆင်းသွားရတယ်လို့သားတော်တို့မှလည်းပဲမရဏကံကိုကတ်တဲ့အခါမှာမိမိကိုယ်တိုင်လှုပ်ထားတဲ့ဒါနသီလဘာဝနာကုသိုလ်အထုပ်အဖြူထုတ်ပဲဆွဲမှလားတို့မဟုတ်သူများသက်သာသူပြည်ကိုသူသားမယားဆောကလိမ်မျိုးရဲ့တော့ဘယိုင်တဲ့ဒုတိယလုပ်ငန်းတွေဆက်ဆိုတိုက်သွားတဲ့လုပ်ငန်းတွေလုပ်ထားပြီးတော့အမဲတုပ်ပဲဆွဲမှလားဆိုတာအဲ့ဒါအထုပ်ဆွဲမှမဖို့အရေးကြီးတယ်ဘာမှမဖို့အရေးကြီးလဲဒါကြောင့်မလို့ခန္ဓာလေးကြီးပေါ်မှာကုသိုလ်ကောင်းမှုနဲ့တူတဲ့ရိတ်ခါကိုတင်သွားမှသာလေသားတော်တို့ပြစ်လျာဘဝမှာချမ်းသာပါမယ်ဗျာဒါကြောင့်မို့လို့သားတော်ထီးတွေနန်းတွေကျန်ငန်းတွေရှင်မင်းလောက်ရတာအကုသိုလ်များတယ်ဗျာတော်ကြသူများတတ်စေအမိတ်ပေးရတော်ကြဖမ်းစေအမိတ်ပေးရနဲ့သားကြီးနဲ့နန်းတယ်မပြောပါဘူးဗျာဧတုကာရီမင်းကြီးကိုတို့ဘုရားလောင်းတော်ဟဋ္ဌိပါဠလူလင်ကရှောင်းနေတဲ့ဇကာမယေသားရဲ့ဒါကြောင့်ဆိုသမ်းမှာကိုနောက်ပါကြောင်းရိတ်ခါကောင်းသူတောင်းယူကြပါကိုနောက်ပါကြောင်းရိတ်ခါကောင်းသူတောင်းယူကြပါကိုနောက်ပါကြောင်းရိတ်ခါကောင်းသူတောင်းယူကြပါဆိုလိုက်ပါ
မရဏကံစီကိုမကတ်ခင်လေးမှာပိတတ်တေခန္ဓာလေတွင်ရိတ်ခါတင်းတဲ့ဗါတယ်လေဘုန်းကြီးတို့ရထားတဲ့ခန္ဓာလေကြီးပေါ်မှာဒါနသီလဘဝနာကုသိုလ်ကောင်းမှုရိတ်ခါတွေတင်ပြီးတော့လောက်ခံပြီးတော့သွားကြစို့တဲ့မရဏကံကိုတော့ကတ်တော့မှမကတ်ခင်မှာကံကတ္တနဲ့ဆင်းရမှာကံကတ္တနဲ့ဘာဖြစ်လဲလေပေါ်မှာငုတ်တော့ထိုင်နေလို့ရသလားဆင်းနာမှာအစစ်စစ်ဆင်းရတာပဲဆင်းရတာပဲပရမအိတ်ခမ်းထဲမှာဒီမကောင်းဖြစ်ပြီဒီမကောင်းဖြစ်တဲ့အခါကျတော့အိတ်ခမ်းထဲလူတွေလာလူနာကြီးပါကြီးညာကြီးနဲ့ကျင်းတယ်တဲ့အပြင်ထုတ်တယ်ဟောအခန်းထဲနေအပြင်ရောက်လာပြင်ရောက်လာတော့အိုးတဲ့တက်ရဆင်းရတာဒုက္ခဟုတ်တယ်တဲ့လူမမအောက်တယ်ခြားခြားဆိုအောက်ရောက်လာပြီဆင်းလို့ဘာဖြစ်လာလဲသိကြစဉ်းစားကြည့်ရင်နာရီကောင်းတယ်ကိုဆောက်ထားတဲ့တိုက်ဟုတ်တယ်မဟုတ်လားကိုဆောက်ထားတဲ့တက်ကိုမအေးရကိုနဲ့ဘာနဲ့ခန်းထဲမှာကတင်နဲ့ကိုစုံနဲ့ကတင်ကြီးကနှမျောစရာကြီးတယ်မတော်ဒီဘောသေးသွားရင်ဘုန်းကြီးကျောင်းသွားတူရမှာတဲ့အဲ့တော့ဒီဘောအသေးမခံဘူးကတင်က9သိန်းလေးထားတာဆိုပါကတင်ဆိုတော့သိလားလုတ်ပုံနေရင်နာဖို့ကောင်းတယ်အဲ့တော့ဘုန်းကြီးကဆိုကျမ်းထဲမှာကြီးအိတ်တယ်ကတင်တော့အိတ်ဘူးအဲ့ဒါတကားတဲ့တွေ့ဘူးတဲ့တချို့အဲ့ဒါကတင်မောကနေဖြာလေးနဲ့ဟိုးတဲ့ပူတယ်တဲ့မှုရတွေဖဲတယ်ဘယ်ဟုတ်မှတော့သေအဲ့ဒီမှုရဘုန်းကြီးကျောင်းတူရမှာကျောင်းတော့ပူတယ်ဆိုပြီးတော့ဖြာနဲ့သိတယ်ဖြာတော့ကဖြာအကောင်းမလုပ်နဲ့တဲ့နည်းညံ့နဲ့ဖြာလုံးတော့ကြာအညစ်ကြီးတွေထွက်တော့တဲ့ညစ်ပတ်တယ်တဲ့ကြီးစမ်းကိုဝယ်ထားတဲ့ဖြာကိုဝယ်ထားတဲ့ကတိကိုဒီပေါ်မှာလှလှပပသေးရအောင်လားမသေးရတော့ဘူးတပြည့်ပြည့်နဲ့ပရိသတ်အခန်းထဲကနေအပြင်ထုတ်အပြင်ကနေအိမ်ကိုရောက်လာမရောက်လာလဲအိမ်အောင်ရောက်လာတဲ့အခါအိမ်ရောက်ထဲမှာလဲလူမျိုးမကောင်းမှုတဲ့နောက်ဖေးကနေထဲလိုက်တယ်ဟောမိကိုကြောင့်ကနေရောက်သွားတေလဲတေရောတခါတည်းဗာပြောကောင်းမလဲအိမ်ရှိမှတစ်တာနဲ့ဟိုနာကြီးကကားပေါ်ပြီးတင်လာလိုက်ဟောအေးရောသွားရောတာဒီကမရဏကန်းစီကိုသွားနေတာဘယ်ကန်းစီကိုသွားနေတာဘာမှန်တဲ့ဆရာကြီးတဲ့ဒါငါအိမ်ကြီးငါတိုက်ကြီးငါပြည်ကြီးငါစိန်ငါရွှေငါငွေဘယ်လောက်ပေါ်ကျင်တာပေါ့တနေ့နေ့တစ်ချိန်ချင်းမတည်ခင်တည်းကအစစ်စစ်ဆင်းလာရတာကိုဉာဏ်မျက်စီတဲ့မြင်အောင်ကြည့်ပရိသတ်ကြီးတွေ့မှုတဲ့ဘုန်းကြီးတို့ခဏခဏတရားတွေကတောင်ဝေကရဖို့ကောင်းလားအခန်းထဲကနေအပြင်ထုတ်လာတယ်အခန်းထဲမှာကြက်လို့တဲ့ဘယ်ဟုတ်မလဲအဲ့ခန်းထဲသေသူတို့မအိပ်ရဲဘူးကြတဲ့လူကအဲ့ဒါကြောင့်အပြင်ထုတ်တာမယုံလက်တုပ်ပြီးမေးကြည့်ဒါကြောင့်အပြင်ထုတ်တာအပြင်ထုတ်ပြီးအပြင်ကြတော့လေဟိုတဲ့လူတွေကတက်ရဆင်းရတာနဲ့လူမမလာကြီးအာနာနဲ့အောက်ချကြတော့တဖြည်းဖြည်းနဲ့အောက်ဆင်းရောက်လာလှုပ်ချင်တာလှုပ်တော့ကိုလည်းမပြောနိုင်တော့ဘူးဟုတ်တယ်မဟုတ်လားအောက်ကနေပြီးတော့နောက်ဆုံးတော့မိဖို့ကြောင့်ခန်းထဲရောက်သွားပြီးတော့အမှသေတော့ထွက်ထုတ်လိုက်တာပဲအဲ့တော့ဘုရားသားကြီးပြောချင်တာကခန္ဓာလေကြီးမရဏကံကိုကရင်ကိုယ်ထုတ်ကိုဆွဲပြီးတော့ဆင်းရမလားမဆင်းရဘူးလားအဲ့ဒီဆင်းတဲ့အခါမှာအထုတ်ဆွဲမမဖို့အရေးကြီးတယ်ဘာမမဖို့အရေးကြီးလဲအထုတ်ကများပြီနှစ်ထုတ်ထဲဘယ်နဲ့ထုတ်လဲအမဲထုတ်နဲ့အဖြူထုတ်ဘာနဲ့လဲဒါမြင်ယောဂီတို့ကဒီမှာတရားလာမှတ်တယ်ဆိုတာဘာလာလုပ်နေလဲဟမ်လာထုတ်တာလားလာဆွဲတာလားဆွဲလိုက်ကြတာမနေ့ကလာကြာတော့လေကုံဝဆွဲဝါတာထုတ်နေ့လေရတယ်ဆွဲလိုက်ကြကုံပြီမလေးပါဆယ်တွေဟာလားဒီနေ့မှဈေးဆိုင်တွေမှာပြောတာပါဆယ်သူအထုပ်ကိုပြောတာပါဆယ်ဆိုတာဘာလဲမရင်းသားလက်ဖက်ရည်ပါဆယ်သူအထုပ်နဲ့ယောဂီတို့တွေအထုပ်လာဆွဲတာဘာလာလောက်တာလဲတရားထုတ်ဘာထုတ်လဲအာထုတ်ကြကြားလားယောဂီတို့တရားအာထုတ်တော့လူရှင်တွေကလည်းနေတိုင်းတစ်ခါတည်းချက်ပြုတ်ပြီးတော့လူကြတန်းညာအရှင်းကိုပြေးလို့အဲ့တော့အထုပ်ဆွဲမမားဖို့အရေးကြီးတယ်ဒီမှာဆွဲနေတာကုသိုလ်ထုတ်ကြီးဘာထုတ်ကြီးလဲအဖြူထုတ်ဘာထုတ်လဲမေးတာခင်းငံနေဒီအထုပ်ဆွဲမမားဖို့ကတော်တော်အရေးကြီးတယ်နော်အဲ့တော့ကိုထုတ်ထားတဲ့အထုပ်ပဲကိုဆွဲရမှာသူများထုတ်သွားဆွဲလို့ရသလားမရဘူးကိုထုတ်ကိုဆွဲရမှာသူများထုတ်သွားဆွဲလို့မရဘူးကိုကထုတ်ထားတဲ့အကုသိုလ်ထုတ်အမဲထုတ်ကြီးထုတ်ထားတယ်ဟိုကောင်မသိခင်အဲ့ဒီအကုသိုလ်အမဲထုတ်ကြီးသူ့ထုတ်နေကသွားလဲမယ်လို့ရသလားဘယ်လိုလုပ်ရမှာလဲကို့ထုတ်ကကို့နှမ်းမှရှိတာကို့ကိုဆွဲပေါ့ဒီလိုမဟုတ်လားငါအကုသိုလ်အဖြူထုတ်ကြီးကိုသူ့အမေချစ်လို့အမေကအကုသိုလ်လုပ်ထားတယ်တဲ့သားအကုသိုလ်လုပ်ထားတယ်အမေထုတ်နဲ့သားထုတ်နဲ့လဲမယ်ဆိုတော့ရလားအမေလောက်တာအမေကအမေထုတ်ထားတာပဲသားလောက်တာသားကသားထုတ်ထားတာပဲဒီလိုမဟုတ်လားအတေကန်ဒီကိုထုတ်ကိုပိုက်ပြီးဆင်းရမှာပဲဒါသဘောပေါက်ဖို့အရေးကြီးတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဒီနေ့ဆွမ်းတကဆွမ်းပါတယ်မနေ့ဆွမ်းအာယုံဆွမ်းနေဆွမ်းအချိုးဝဲဒီမိဒါနတူတဲ့ပုဂ္ဂိုလ်တွေဒါဘာလုပ်နေတာတော့ဒါနထုတ်လားထုတ်နေတာဘာလာလုပ်နေတာလဲအဲ့ဒီဒါနထုတ်ကိုကြောင်းခံပြီးတော့ယောဂီတို့ကအခုဒီမှာဝိပဿနာဘာဝနာတွေလုပ်နေတာဒီလိုမဟုတ်လားဒီနေ့ဆွမ်းလို့တဲ့ဆွမ်းလို့ရှင်တွေချိုးပဲလို့တဲ့လူရှင်တွေလည်းပဲဒီခန္ဓာ၄ပေါ်မှာနားလည်အောင်ပြောမယ်ပြည့်တဲ့ရိတ်ခါတင်နေတာဘာလုပ်နေတာလဲရိတ်ခါဆိုတာအထုပ်ပဲစာပေများမှာဒါနပါတိယမုဒ္ဓမံဒါနဥစုကတ္တမေကဒါနမောက္ခဝရံ
ဒါနမောကဝရံဒါနအထုတ်ပဲသီလအထုတ်ပဲဘာဝနာအထုတ်ပဲအထုတ်ဆိုတာရိက္ခာပဲဒါနဟာရိက္ခာထုတ်ပဲဒါကြောင့်တို့တရားလေးခေါင်းစဉ်ပေးထားတယ်ခန္ဓာလှေတွင်ရိက္ခာတင်ပါတယ်လေပရိသတ်ကိုရိက္ခာကိုတင်ပြီးတော့မရဏကံစီကိုဥတည်ပြီးတော့လောနေတာကံစင်ရင်ကိုထုတ်ကိုဆွဲပြီးတော့သွားကြမယ်ဘုရားဒါကြောင့်မို့လို့သားတော်ထီးနဲ့နန်းနဲ့ကျင်ငန်းနဲ့မပြောပါရစေနဲ့တော့တော်တဲ့တောင်းထဲမှာပဲသားကိုတရားကျင့်ဝင်ပေးပါလို့ဘုရားလောင်းတော်ဟတ္တိပါဠလူလင်ကရသိဝုဖို့လို့ခမဲတော်ဧတုကာရီမင်းကြီးထံမှာခွင်တောင်းတဲ့စကားကိုယူပြီးတော့ဒီနေ့ဘုန်းကြီးတို့ပြေတာပေါင်းတော်ကောင်းတို့ဟောတဲ့တရားသည်ခန္ဓာလှေတွင်ရိက္ခာတင်ပါတရားလဲဆိုလိုက်ပါဒါနာပြုတာခန္ဓာမှာရိက္ခာတင်လိုက်ပါသီလစောင့်ကခန္ဓာမှာရိက္ခာတင်လိုက်ပါဘာဝနာပွားကခန္ဓာမှာရိက္ခာတင်လိုက်ပါရိက္ခာပါမနောင်ဘဝပေါင်းကနေရမှာရိက္ခာမပါတန္တရာမျက်နာငယ်ရမှာရိက္ခာမပါတန္တရာမျက်နာငယ်ရမှာခန္ဓာလေးတွင်ရိက္ခာတင်နေ့စဉ်ပြုလုပ်ပါခန္ဓာလေးတွင်ရိက္ခာတင်နေ့စဉ်ပြုလုပ်ပါသေတိတော်မေအယံဓမ္မောဗုဒ္ဓေနာဟစ္စာပါတိတောဒေနာသဗ္ဗေဒုက္ခယန္တုဇနာဣဋ္ဌသမင်ကိနောဗုဒ္ဓေနအရဟံတသုတယံဘူဂိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အိဇာပါတိတောတံကရိုင်းပယပြပြသာသာထိကရုဆိုရင်ဟောကြားအပ်သောအယံဓမ္မောခန္ဓာလေးတွင်ရိက္ခာတင်လို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်မြတ်ကိုမေမယံငါသည်ဒေတိတော်ဒုဒကဒကမတွေသိစေမှဆွေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့ရှိဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူကြောင့်တပ်ပြီးကျွေးမဲ့ဥသုံးလုံးစုံကုန်သောဒနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်ကိနောမိမိတို့အတိအလိုရှိအားတောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်တိဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ချမ်းချမ်းမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းကဲရည်သက်သွန်ချအမြဝေလိုက်ကြသို့လိုက်ဆိုဣဒံမေပုံညာနိဗ္ဗာနတသစ္စယောဟောတုရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍သရဏဂော၃ပါးနှင့်၅ပါးသောသီလတော်မြတ်တို့ကို7ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူထောက်တည်ပြီလေဤသို့ချမ်းမြေရိပ်များ၏ကြောင်းတိုက်တွင်၌တရားအလုတ်အားထုတ်၍နေကြကုန်သောယဟန်သာမဏေယောဂီသူတော်စင်တို့ဤသီလကိုသမာဓိကိုပညာကုန်တို့ကိုအာယုံပြု၍အလှရှင်အသီးသီးတို့ကအာယုံစွမ်းနေစွမ်းအချိုပွဲနှင့်ရေမိအတွက်နဝကမ္မအလှတော်ငွေများကို
စေတနာသုံးတန်ပြထမ်း၍လူရန်ပါ၏ရှင်ဖယားဤကောင်းမှုတို့ကြောင့်ဒီပိတော်များသည်ဘုနာတေယေဒုက္ခပေ၏ကင်းဝေးရာအမှန်ဤနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ပါစေသာရှင်မြတ်ဖယားယနေ့ယခုပြုသမျှကုသလဤအဘောဘာကကိုအနန္တကိုင်းဝင်ယေရှုတော်ရှင်မိခင်ဖခင်တို့အား၎င်းတရားသခင်ယေရှုရှင်တို့အား၎င်းရေမြေတနေ့အစိုးရမင်းအား၎င်းနတ်တို့တနေ့တရားမင်းအား၎င်းငရဲတနေ့ယမမင်းအား၎င်းဤကြောင်းတိုင်း၌တောက်လျှောက်၍နေကြကုန်သောကြောင်းဆောင်နာဇေဒီဆောင်နာအိမ်ဆောင်နာတန်ဆောင်နာမြို့ဆောင်နာရွာဆောင်နာတော်ဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရေတာဝရိန္ဒာစရှိကုန်သောနတ်မြတ်နတ်ကနတ်ပေါင်းတို့အား၎င်းအတိတ်ဘဝကတော်စခဲ့ကုန်သောမိအောင်ပါဟောင်းဘိုးအောင်ဘွားဟောင်းကျွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်စ၍ဘဝတပါပြောင်းရွှေ့သွားကြကုန်သောသွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းရာညာပါစေအမြဝေ၏အလုံးစုံကုန်သောဝေနေယဒုက္ခိတဒုက္ခိတသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များ၏ဖေဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်လူမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ